here ဒီမှာ there ဟိုမှာ home အိမ်မှာဒါမှမဟုတ်ရင် here ဒီကို there အဲ့ဒီကို home အိမ်ကိုအစရှိသဖြင့်အဓိပ္ပာယ်အမျိုးမျိုးရှိပါတယ်တကယ်လို့ though ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမယ်ဆိုပါစို့ဒီမှာပြောချင်တာ though နော် though ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ရှေ့မှာ to မထည့်ရပါဘူးတဲ့ for example can I call you back later ပြီးမှပြန်ခေါ်လို့ရလား now I'm going home ငါအိမ်သို့ပြန်နေလို့ငါအိမ်သို့အိမ်ကိုကြိုက်တယ်လို့ပြောပါအဲ့တော့မြန်မာလိုတွေးလိုက်လို့ to သွားထည့်မယ်ဆိုရင်ဒါမှားပါတယ်မထည့်ရပါဘူးနောက်တစ်ခု please come here boy ဒီလိုလာစမ်းမှာကောင်းလေးอ่ะဒါတော့စကားပြောနဲ့ပြောတကယ်လို့စာသင်ပေးတဲ့နဲ့ပြောမယ်ဆိုရင်တော့ဒီတို့လာပါဒီလိုကြီးပေါ့အဲ့တော့တို့လို့ဖြစ်ချင်လို့သွားပြီးတော့ထူသွားထည့်လိုက်တယ်ဒါဆိုမှားပါတယ်နောက်တစ်ခု you mustn't go there မင်းအဲ့ဒီကိုမသွားဘူးအဲ့ဒီစီတို့မသွားဘူးဘာဖြစ်ဖြစ်နေရာဆိုတော့တို့လို့သွားထည့်မယ်ထူပေါ့မှားပါတယ်အတတိထားမယ့်ချက်က here there home ကိုတို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါင်းပြီးတော့သုံးနေတဲ့အခါ to မထည့်ရပါ to ထည့်လိုက်ရင် preposition လေး unnecessary မလိုအပ်ဘဲနဲ့ထပ်တဲ့သဘောဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Summit English 2016ရဲ့ YouTube channel မှာဒီလိုသင်ခန်းစာလေးတွေကို playlist နဲ့ခွဲပြီးတော့လေ့လာလို့ရပါပြီသင်တန်းများကိုလည်းစုံစမ်းလို့ရပါပြီ